ထိတ်တန်းမင်းသားတွေလိုတစ်နှစ်ကိုရုပ်ရှင်ကားနှစ်ကားသာတရုပ်ဆောင်မဲ့စမ်းရည်မိုးကတော့ဇမင်းသားအနေနဲ့တုံတိုးအောင်မြင်တဲ့အတွက်ထုတ်လို့ရေးတွေကလည်းသူ့ကိုရုပ်ရှင်ရိုက်ဖို့အသေးအံကိုငှားကြတာပါလက်တလုံးမှာဆိုရင်လည်းနိုင်ငံသားမှာတွားရောက်ရိုက်ကူးမဲ့ရုပ်ရှင်မှာတော့သူ့ကိုခေါင်းဆောင်မင်းသားတင်ဖို့ပါပဲရှင်ဒါပေမဲ့စမ်းရည်မိုးကတော့ဇာကားရိုက်ဖို့ကမ်းလှမ်းတာကိုလက်မခံခဲ့ဘူးရှင်သူ့အနေနဲ့ဇမင်းသားဘဝကလည်းရှိသေးတာမို့တစ်နှစ်မှာနှစ်ကားသာရိုက်ကူးဖြစ်မှာပါဒါအပြင်ဇက်သပင်နဲ့သက်ဆိုင်တဲ့ရုပ်ရှင်သားတရုပ်ဆောင်မယ်လို့ဆုံးဖြတ်ထားပါတယ်ရှင်ဇမင်းသားအနေနဲ့ကတာကလည်းတစ်နှစ်မပြည့်သေးတာမလို့မပြည့်မချင်းတစ်နှစ်ကိုနှစ်ကားသာတရုပ်ဆောင်မယ်လို့သူ့ရဲ့ဇက်ဆရာကပါပြောလာခဲ့တာပါစမ်းရည်မိုးတယောက်တစ်နှစ်လုံးမှာနှစ်ကားသာတရုပ်ဆောင်မယ်အပေါ်သူ့ရဲ့ပရိသတ်တွေကလည်းကြိုက်ပါတယ်ထိတ်တန်းမင်းသားမင်းသမီးတွေဆိုရင်လည်းပရိသတ်တွေအတွက်တကယ်အနှစ်သာရဖြစ်စေမယ့်ရုပ်ရှင်မျိုးကိုသာတစ်နှစ်မှာနှစ်ကားသာတရုပ်ဆောင်တာဖြစ်ပါတယ်ဒီနှစ်ထဲမှာတော့ကုန်းမောင်မင်းဆက်ရုပ်ရှင်မှာစမ်းရည်မိုးကပါဝင်တရုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်ပရိသတ်တို့ရောတစ်နှစ်မှာနှစ်ကားသာတရုပ်ဆောင်မယ့်စမ်းရည်မိုးအပေါ်ဘလို့ထင်မြင်မိလဲဆိုတာ comment မှာပြပြခဲ့ပါအောင်ရှင်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ